ကမ္ဘာကပ်ရောဂါအသွင်ဖြစ်လာနိုင်သောဟန်တာဗိုင်းရပ်စ်ကူးစက်ခံနိုင်ရသည့်တန်တရားဖြင့်စင်ကာပူနိုင်ငံတွင်လူ2ဦးကိုတီးတန့်စောင့်ကြည့်နေဟန်တာဗိုင်းရပ်စ်ကမြန်မာနိုင်ငံအပါအဝင်အာဆီယံနိုင်ငံများထံသို့ခြေဦးလက်ချင်းချောက်လာမေလ8ရက်ကြွမ်းမာတဆင့်ကူးစက်ပြီးလူအချင်းချင်းကူးစက်နေသည့်ကုသဆေးမပေါ်သေးသောဟန်တာဗိုင်းရပ်စ်တန်တရားဖြင့်စင်ကာပူနိုင်ငံသား2ဦးကိုတီးတန့်စောင့်ကြည့်နေကြောင်းစင်ကာပူမှလာသောသတင်းများအရသိရှိရသည်ဟန်တာဗိုင်းရပ်စ်ကူးစက်မှုမှာအာဂျင်တီးနားနိုင်ငံမှထွက်ခွာလာသောMV Hondias အပျော်စီးသင်္ဘောပေါ်တွင်ရှားပါးပြီးအသက်သေဆုံးနိုင်ခြေရှိသော Andes Hunter Virus ကူးစက်မှုဖြစ်ပွားခဲ့ရာလက်ရှိအချိန်ထိလူ3ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့်ကမ္ဘာအနှံ့သို့ပြန့်နှံ့သွားသည့်ခရီးသည်များကိုကျန်းမာရေးတာဝန်ရှိသူများကအပူတပြင်းလိုက်လံရှာဖွေနေရကြောင်းသိရှိရပါသည်ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကကြာသပတေးနေ့တွင်သတင်းထုတ်ပြန်ရ၌အဆိုပါ virus သည်ပုံမှန်အားဖြင့်ကြွက်များမှတဆင့်ကူးစက်တော်လေယခုမျိုးစိတ် Andes strain မှာလူအချင်းချင်းကူးစက်နိုင်စွမ်းရှိကြောင်းအတည်ပြုသည် Hunter virus ၏ပြိုးပင်သက်တမ်းမှာ6ပတ်45ရက်အထိကြာမြင့်နိုင်သောကြောင့်နောက်ထပ်ကူးစက်ခံရသူများထပ်မံထွက်ပေါ်လာနိုင်တော့လေလုံလောက်သောကြိုတင်ကာကွယ်မှုများပြုလုပ်ပါကကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအသွင် pandemic ဖြစ်လာနိုင်ခြေမရှိကြောင်း WHO ကသတိပေးသည် MV Hondias အပျော်စီးသင်္ဘောပေါ်တွင် virus ကူးစက်ခဲ့သော Dutch လူမျိုးဇနီးမောင်နှံ2ဦးနှင့်ဂျာမန်လူမျိုးခရီးသည်2ဦးအပါအဝင်စုစုပေါင်း3ဦးသေဆုံးခဲ့သည် Dutch အမျိုးသားမှာသင်္ဘောပေါ်တွင်သေဆုံးခဲ့ခြင်းဖြစ်ပြီး၎င်း၏ဇနီးမှာခင်ပွန်းဖြစ်သူ၏ရုပ်အလောင်းနှင့်အတူစိန့်ဟီလီနာကျိုးမှတဆင့်တောင်အာဖရိကသို့လီရင်ဖြင့်လိုက်ပါသွားစဉ်ယောဂလက္ခဏာပြပြီးသေဆုံးခဲ့ခြင်းဖြစ်သည်စင်ကာပူနိုင်ငံတွင်စောင့်ကြည့်ခံနေရသူ2ဦးမှာဟန်တာဗိုင်းရပ်စ်ကူးစက်မှုကြောင့်သေဆုံးသွားသော Dutch အမျိုးသမီးနှင့်အတူတလီရင်ထဲလိုက်ပါလာခဲ့ကြသူများဖြစ်ပြီးတဦးမှာနှာစေးသည့်လက္ခဏာရှိကကြံတဦးမှာယောဂလက္ခဏာမရှိသေးကြောင်းသိရသည်၎င်းတို့2ဦးအားစစ်ဆေးမှုများပြုလုပ်နေပြီးယောဂမရှိဟုအဖြေထွက်ပါကလေ30ရက်ကြာ quarantine ထားရှိအောင်မည်ဖြစ်သည် Hunter virus သည်ကြွက်များ၏စီးမစင်နှင့်တက်တွေးတို့မှတဆင့်ကူးစက်တတ်သောအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဖြစ်သည်ယောဂလက္ခဏာများမှာဖျားခြင်းကိုယ်လက်ကိုက်ခဲခြင်းအစာအိမ်ပြဿနာနှင့်အသက်ရှူရခက်ခဲခြင်းတို့ဖြစ်ပြီးပြင်းထန်မှာကအသက်သေဆုံးနိုင်သည်လက်ရှိအချိန်ထိအဆိုပါယောဂအတွက်ကာကွယ်ဆေးနှင့်ကုသဆေးမရှိသေးဘဲဝေဒနာသက်သာအောင်သာပြုစုကုသပေးနိုင်ကြောင်းသိရှိရသည်